ကိုအောင်ရဲကျော်ပြောလို့ရပါတယ်ဟုတ်ကဲ့ပါဆရာဟောလေကျွန်တော်တို့ဒီတိုင်နေမှာပေါ့ဆရာ internal crack ကကြတော့သူကတစ်လိုင်းလောက်ပဲရှိရပါပေါ့ဆရာ crack ကတော့ hairline crack လို့ပုံစံမျိုးပေါ့နော်ဒါပေမဲ့အပြင်မှာကြတော့ဆရာကျွန်တော်ဒီပင့်ကူအိမ်လိုမျိုးပေါ့ပင့်ကူအိမ်လိုမျိုး crack line တွေကအများကြီးဖြစ်နေပါဆရာကျွန်တော်ဒါပေမဲ့လေခိုလားဆိုပြီးတော့ခောက်ကြည့်တဲ့အခါမှာကျအဲ့လိုလေခိုတဲ့အတန်မျိုးတော့မကြောက်ဘူးပေါ့နော်ကျွန်တော်ဒီလေခိုတဲ့ဟာကိုဆန်းနဲ့ stick နဲ့ခောက်ကြည့်တဲ့အခါမျိုးပါပေါ့နော်ဆရာ အဲ့ကြတော့အဲ့လိုမျိုး condition ကြတော့ဆရာခုနကပြောရဲကျွန်တော်ဒီ epoxy injection နဲ့ကြတော့အဆင်ပြေနိုင်လားပေါ့ဆရာဟုတ်အဲ့လေးသိချင်လို့ပါဆရာဟုတ်အဲရနိုင်ကြီးတော့ရှိတယ်ဒါပေမဲ့ကျွန်တော်လည်းမမြင်အောင်ဆိုတော့မပြောတတ်ဘူးပေါ့နော်အဲ့ဒါဒါပေမဲ့အဲ့အမျိုးဟိုပေါ့ကိုယ့်ရဲ့ကောင်ကလည်းကောင်းတယ်လို့သုံးတတ်တယ်ဒါပေမဲ့ crack ပဲဖြစ်တယ်ဆိုရင်တော့ crack ကိုပြန်ပြီးတော့စမ်းသပ်ကြည့်ပေါ့ဒီကောင်ကဟိုဟာ strength ကောင်းလားမကောင်းလားဆိုတဲ့ဥစ္စာပေါ့နော် anti staff နဲ့ပဲစမ်းဒီကိုးနဲ့လုပ်ပြီးတော့စမ်းအဲ့လိုမျိုးပြန်ပြီးတော့ဟိုစမ်းပေါ့နော်နောက်တစ်ခုကကြတော့ဟိုအဲ့လောက်ကြီးအရန်များနေတဲ့အခါမျိုးမှာကြတော့ဒီ epoxy injection ကပြေနိုင်မလားဆိုတဲ့ဥစ္စာပေါ့နော်အဲ့တော့အတိတ်နဲ့လည်းမတည်ရတယ်အဲ့ကြရင်တော့ဟိုပေါ်လေချို့အစိပ်ပိုင်းတွေကိုဒီကာဘာတွေကိုခွာကြည့်တာမျိုးပေါ့နော်ခွာပြီးတော့ဒီပတ်ချီနဲ့ပြင်တာပို့ပြီးတော့ကောင်းမလားဆိုတဲ့ဟာမျိုးတွေပေါ့ဒါတော့ဟောရွေးချယ်စရာပေါ့နော်ဟုတ်ကဲ့ပါဆရာအဲ့လိုမျိုးကျွန်တော်တို့ဒီ patching method နဲ့သွားလို့ရှိရင်ကြတော့ဆရာကျွန်တော်တို့ဒီဘိလက်မြေပေါ့ဆရာဘိလက်မြေဒါမှမဟုတ်ရင်ကျွန်တော်တို့ဒီ grout ပေါ့အဲ့လိုမျိုးသုံးနေgrout တောင်ဖြစ်နေဆရာ repair mortar ပေါ့အဲ့လိုမျိုးသုံးနေရမျိုးဆိုရင်ဆရာဘိလက်မြေနဲ့ဒီ repair mortar နဲ့ဆိုဆရာအနေနဲ့ဘယ်ဟာလေးကိုပို့ပြီးတော့ refer လုပ်ချင်ပါသလဲဆရာဟုတ်အဓိကတော့ strength ပဲကျွန်တော်က congress strength ရအောင်လုပ်နိုင်ဖို့ပဲလိုတာပေါ့နော်ဒါပေမဲ့ဘီလက်မြေနဲ့တော့ရမယ်လို့တော့ကျွန်တော်တော့မတင်ဘူးဟော rebel motor ဆိုတဲ့ဥစ္စာကပတ်ချီနိုဟာမျိုးကလည်းတုံးတဲ့ပေါ်မူတည်မဲ့တင်တယ်သူတို့ရဲ့ပေးတဲ့ spec တွေရဆိုရင်တော့သူတို့ကတော့ရတယ်ပေါ့နော်ဆိုတော့အဲ့ကြရင်တော့အဲ့အဲစမ်းသက်ပြီးတော့လုပ်ကြည့်ပြီးတော့အတည်ပြုကြည့်ပေါ့နော်အဲ့တော့မရဘူးဆိုရင်တော့အခြားနည်းသုံးရင်သုံးပေါ့နော်တော့အခြားရွေးချယ်စရာဆိုရင်တော့လေဒီ epoxy မော်တာလို့ခေါ်မလားမသိဘူးတန်တွေဘာတွေကတ်ဖို့အတွက်သုံးတဲ့ဟာမျိုးပေါ့နော် A နဲ့ B နဲ့ရောသုံးတဲ့ဟာမျိုးပေါ့နော်အဲ့ကောင်ကတော့သူကတော့strength ကတော့ကျွန်တော်ထင်တယ်အဲ့ခုနပတ်ချီနေတဲ့ပို့ပြီးတော့ကောင်းတယ်လို့ထင်တယ်အဲ့လိုဟာမျိုးတွေနဲ့လည်းသုံးလို့ရွေးချယ်ပြီးတော့သုံးလို့ရရှိနိုင်တယ်ပေါ့နော်ဟုတ်ကဲ့ပါဆရာဟုတ်ပြီးတော့ဆရာကျွန်တော်တို့ဒီအခုအလျင်ဖြစ်ပြီးတဲ့အချိန်မှာအဆောက်အဦတွေပေါ့ဆရာဒီ plastic လိုနေရာမျိုးတွေဒါမှမဟုတ်လို့ရှိရင်ဒီဒိုင်ခြေလိုနေရာမျိုးတွေပေါ့နော်အဲ့လိုနေရာမျိုးတွေမှာကျွန်တော်တို့ဒီဒဏ်တွေတော်တော်များများဖြစ်ကြတယ်ပေါ့အဲ့လိုမျိုးဖြစ်ကြတဲ့အဆောက်အဦတွေကိုကျွန်တော်တော်တော်များများဟိုလေ့လာကြည့်တဲ့အခါမျိုးတွေမှာဘာတွေတွေ့ရလဲဆိုတော့ကျွန်တော်တို့ဒီအဲလွန်ခဲ့တဲ့တစ်လပေါ့နော်ဆရာလွန်ခဲ့တဲ့တစ်လမှာတော့လှုပ်သွားတဲ့ငလျင်ပြီးနောက်ပိုင်းမှာမထောက်ဖြစ်တဲ့အိုင်မင်းတို့ဘာလို့ပေါ့နော်အိုင်မင်းဒါမှမဟုတ်ရင်တီတိုင်းဒါမှမဟုတ်ရင်အခြားကျွန်တော်အသားနဲ့ပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးထောက်တဲ့အစာအုပ်တွေထဲစားလို့ရှိရင်မထောက်တဲ့စာအုပ်တွေမှာတော့အဲ့လိုမျိုး damage pattern မျိုးတွေပိုတိုးလာတာတော့တွေ့ရတယ်ဆရာအဲ့မျိုးကြီးကြတော့ဘာကြောင့်ဖြစ်နိုင်ပါသလဲဆရာဟုတ်ဟိုဟာ damage ကတော့ပိုများလာမှာပဲကျွန်တော်ပြောလို့ပဲသူကဟိုဟာလေဥကောင်အောင်ထိပြီးတော့ဒီ congress တွန်းကျနေတဲ့ကော်လန်ကသူနေတယ်ဆိုတဲ့သဘောတရားကသူကဒီဘေးမှာရှိတဲ့ကော်လန်တွေဘေးတွေကသူကstress redistribution ဖြစ်ပြီးတော့သူတို့ကကူထမ်းနေလို့ပဲနော်အဲ့တော့ပြောရင်ကော်လန်တစ်ခုမဖြစ်ဘူးဆိုရင်ကျန်တဲ့ဟာကူထမ်းနေလို့ပဲဒီအစာအုပ်ကဟိုဟာနေတဲ့သဘောရှိတာပေါ့လေအဲ့တော့အချိန်ကြာလာတဲ့အမျှလည်းသူ့မှာလည်း loading ကဟိုပေါ့လေဒီခန္ဓာရည်သူကအားနေတာပဲဆိုတဲ့အခါကျတော့သူကပိုဆိုးဖို့ပဲရှိတာဒါဖို့ပဲကျွန်တော်တို့ကဖြစ်တယ်ဆိုရင်မြန်ထောက်မြန်ပြင်ဆိုတဲ့ဥစ္စာကိုကျွန်တော်တို့အရင်တော့ပြောနေတာကျွန်တော်ပြောနေတာပေါ့လေဆိုတော့ကျွန်တော်တို့အဲ့ဒီဟာကိုငလင်ကြီးကိုညင်မယ်ဆိုတဲ့ဟာမျိုးစောင့်မနေနဲ့เนาะဆိုးဆိုးဝါးဖြစ်တဲ့ဥစ္စာဒီ structural ကပြင်ကိုပြင်ရမှာပေါ့เนาะ non structural ကဒီခုနကလိုမျိုးဒီနေရန်လေးမှာပလတ်စတာလေးဖြစ်တဲ့ဘာညာဒါမပြင်လဲသူကဘာမှမဖြစ်ဘူးเนาะပြီးတော့သူထပ်ပြီးတော့ပေါ်ခြင်းလဲပေါ်မှာပဲကျဲလာရင်လည်းသူဘာမှပြဿနာမရှိဘူးအဓိကအိုယိုကြီးတွေကွဲပြဲပြီးတော့အိုယိုပြိုကျပြီးတော့လူအနေမဖြစ်ဖို့ပဲအရေးကြီးတာပေါ့เนาะဆိုတော့ဒီ structural member ဖြစ်သွားတဲ့ဥစ္စာကချို့ခုနလိုမေးတဲ့လူတွေလိုမျိုးပေါ့เนาะတိုင်တွေကဒီကွန်ဂရိတ်တွေကအကုန်လုံးကကွဲထွက်သွားပြီးတော့တန်ချောင်းတွေကထွက်လာတယ်ဆိုတဲ့ case မှာတေးကြတယ်သူရဲ့သဘောတရားကဗျာသူကဟိုပါပေါ့လေကာဘာတွေနာသွားမယ်လေပြီးရင်ကာဘာတွေပြုတ်သွားမယ်
ဒီတန်ကြောင်းလေးကဒီတိုင်းလေးပဲရှိနေမှာပြီးရင်ကြတော့နည်းနည်းလေးအပေါ်ကနေပြီးတော့ခဏလေးကျွန်တော်နည်းနည်းရှယ်နော်အဲ့တော့ပထမဆက်လာခြင်းဆိုရင်တော့ဒီဟိုပါပေါ့လေဒီကွန်ဂရစ်ကသူကဒီတန်ကြောင်းတော့သူကဟာရှိခြင်းရှိမှာပေါ့နော်အပြင်ကကာဘာတွေသူကဟိုဟာပြုတ်ထွက်သွားတယ်ဆိုတဲ့အနေအထားမျိုးတွေသူဖြစ်ခြင်းဖြစ်မယ်ပေါ့နော်ဒီဟာတွေသူကပြုတ်သွားတယ်ပေါ့နော် ဒါလေးပြုတ်သွားတယ်ဒါလေးပြုတ်သွားတယ်ပေါ့နော်အထဲကအတန်ကြောင်နဲ့ပူအောင်တော့သူကြံနေခဲ့တယ်ပေါ့နော်နည်းနည်းကြာပြီဆိုတဲ့အခါကျတော့ဒီအထဲကဟာတွေပါသူကနည်းနည်းလေးသူကဟိုတန်ကြောင်ကြံပြီးတော့အထဲကတန်ကြောင်ကာဝါလေးနည်းနည်းသူကဟိုထွက်သွားနိုင်တဲ့အနေအထားတွေသူကရှိလာမယ်ဒီတည်းကကောင်ခွေလေးတွေသူစထွက်လာမယ်ပေါ့နော်ကြာပြီဆိုရင်တော့သူကဒီအထက်ကဥကောင်မှာသူကဟိုဟာလေးပွင့်ပြီးတော့သူကတန်ကြောင်လေးတူဖြစ်တဲ့အနေအထားဖြစ်သွားနိုင်တဲ့အနေအထားရှိရလေအဲ့ဒါမှထပ်ပြီးတော့ကြာပြီဆိုရင်တော့ဒီတန်ဒီသူ့ရဲ့ weight ကဒီအထဲမှာရှိတဲ့ကောင်ကမရှိတော့ဘူးဆိုတဲ့ဒီတန်ကြောင်ကပဲသူကထမ်းနေရတယ်ဆိုတဲ့အခါမှာတန်ကြောင်ကဒီလိုမျိုးဘာကက်ဖြစ်တော့မှာ ဟုတ်ဗျာအဲ့တော့သူ့ရဲ့ state ကအဲ့လိုပဲစိုးမှာဆိုတဲ့အတွက်ကျွန်တော်ကမစိုးခင်ပြင်ထားတာအကောင်းဆုံးပဲမပြင်နိုင်သေးခင်မှာထောက်ထားတာအကောင်းဆုံးပဲထောက်တယ်ဆိုရင်တော့ကျွန်တော်ခုနပြသလိုပဲသူကတိတ်သူ့ကိုတော့တိတ်ပြီးတော့လုတ်သဘောတရားအရာဟာကျန်တဲ့ဟာတွေလည်းတိတ်ဒုက္ခမပေးအောင်တော့သူ့ကို distribution ကိုခက်များများလေးဖြန့်ထားတာမျိုးပေါ့နော်အဲ့အမျိုးတွေလုပ်ပေါ့နော်ဒီပါဗျာဟုတ်ကဲ့ပါဗျာဟုတ်ကဲ့ပါဟုတ်ပြီးတော့ဆရာအဲ့လိုမျိုးပေါ့ကျွန်တော်တို့ဆရာခုနပြောလိုမျိုးကျွန်တော်ဒီတီတိုင်းတွေဘာတွေပေါ့နော် HBN တို့ IMN တို့အဲ့လိုမျိုးတွေထောက်ပြီးတဲ့အချိန်မှာပေါ့နော်ကျွန်တော်ဒီ energy restore လုပ်ပါဆိုပြီးတော့ဆရာဒီကျွန်တော်ဒီဟိုအခု seminar မှာရင်မဟုတ်ဘဲနဲ့ကျွန်တော်တို့အရှိရက်တွေမှာလည်းတောက်လျှောက်ကျွန်တော်တို့ဒါ remind ပေးတယ်ပေါ့နော် engineer တွေရောဒီဆောက်လုပ်ရေးလောကလူတွေအားလုံးရော remind ပေးတဲ့ဟာကိုကျွန်တော်တို့အတက်နိုင်ဆုံးပေါ့နော်မြေပြင်မှာ live လုပ်ကြည့်တဲ့အခါမှာဘာလေးတွေ့ရလဲဆိုတော့ခုနကပြောလို့ restore လုပ်ဖို့ကျွန်တော် chemical တခါလေးစောင့်တဲ့အခါမျိုးတွေမှာဘာသွားတွေ့ရလဲဆိုတချို့တိုင်တွေကကျွန်တော်ဒီ support ပေးထားတဲ့ဒီ after shot လေးတွေနည်းနည်းလာတဲ့အချိန်မှာအဲ့လိုမျိုးပေါ့နော်ကျွန်တော်ဒီတန်ချောင်းကငကိုရှိရတဲ့ဒီဟိုငါးမှုလောက်ပန်းလာတာမျိုးတွေ့ရတော့ဒါဆိုရင်တော့အရန်စောင့်လို့ဖြစ်မလားမဖြစ်ဘူးလားပေါ့အဲ့လိုမျိုးလေးတော့ကြုံရတယ်ဆရာဟုတ်ဟုတ်ပါတယ်ထောက်တယ်ဆိုတာလည်းတကယ်တမ်းကျတော့ကျွန်တော်ကလုံးဝကြီး gap မဖြစ်အောင်လို့ထောက်ဖို့ဆိုတာလည်းမဖြစ်နိုင်တဲ့လောက်ဖြစ်နေတယ်လေဆိုတော့သူကနည်းနည်းတော့ဟုတ်ဒီတံပြားနဲ့ဒီအပေါ်ဘီးနေအောက်တို့မှာလည်းရှိနိုင်တယ်နောက်ပြီးကိုထောက်တဲ့နေရာပေါ်မူတည်ပြီးတော့နည်းနည်း settlement ဖြစ်တာလည်းရှိမယ်နောက်ပြီးတော့ဒီ IMB ရဲ့ဒီသူကပေါ် deformation လည်းသူကတော့အထိုက်လျောက်တော့ရှိတာပဲလေအဲ့တော့ 0.1 လောက်ရှိလာလား0.2လောက်ရှိရလားအဲ့ပေါ်မူတည်ပြီးတော့ထိခိုက်မှုကတော့သူကတော့ဟိုရှိနိုင်သေးတာပေါ့နော်ဒါကြောင့်မို့ပဲဟိုကျွန်တော်ကတကယ်လို့လောက gap မဖြစ်ချင်ဘူးဆိုရင်အဲအဲဟိုမှာ steel jacketing တို့ပေါ့သွားတယ်ဆိုတဲ့အခါကျတော့ gap မဖြစ်ချင်ရင်ဘာလို့လဲတံပြားနဲ့ဒီ main beam နဲ့ကြားတဲ့ကို grout ဖြည့်မှပဲရမှာ grout ဖြည့်လိုက်တယ်ဆိုရင်မှလာတော့လုံးဝကြီးဟို in depth ဖြစ်သွားတာပေါ့နော်အဲ့တော့ထိခိုက်မှုကတော့ပြင်ရတဲ့ဆိုမှတော့ဟိုပါပေါ့ရှိတယ်အဲ့ဒါကိုတော့တတ်နိုင်သမျှနည်းအောင်လို့စူးစမ်းရတာပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါပြီးတော့ဆရာဟောလေဘင်းကော်လန် join လေးတွေမှာပေါ့ဆရာဘင်းကော်လန် join မှာကျွန်တော်ကဒီတန်ချောင်းကနာပြီးတော့မှဟိုဖေတင်ရဲ့ဟိုက3လက်မလောက်ပေါ့နော်အဲ့လိုမျိုးဒီဟို horizontally ပဲရွေ့သွားပါတော့ဆရာ vertical alignment တော့မရတော့ဘူး horizontally zone ရွေ့သွားတဲ့ဟာမျိုးတွေကြာရင်ရောဆရာဘယ်လိုဟိုလုပ်လဲမသိဘူးဗျနှစ်ထပ်အဆောက်အဦတစ်လုံးဆရာဟုတ်အဲ့ဒါခုနဟာဒီမှာဖြည့်ပြီးသားပဲဖြစ်နေပြီပေါ့နော်ဆိုတော့အဓိကကတော့ဟုတ်ဟုတ်နောက်တစ်ခုကထပ်ပြီးတော့ဟိုဟာဖြည့်ဆွတ်ပြီးတော့ဖြည့်ရမယ်ဆိုရင်တော့ခုနလိုမျိုးလေးသူကရွေ့သွားတာပေါ့နော်ဟိုကဟုတ်ပါတယ်ဆရာဒီနားလေးပြတ်ချင်းပြတ်မယ်ဒီနားလေးမှဒီလိုရှိမယ်ပေါ့နော်ဆိုတော့အဲ့ညမှာတစ်ခုဟုတ်ဆရာနဲ့ထပ်ပြီးတော့ခုနတန်ချောင်းကိစ္စတော့ပြောပြီးသားပေါ့နော်အဲ့တော့အဓိကဘာဖြစ်လဲဒီ join ပြတ်တယ်လို့ယူဆတယ်ဆိုရင်ကျွန်တော်တို့က proc ကဒီမာတင်ထောက်လို့မရတော့ဘူး နော်ဒီမှာတွေထောက်လို့မရဒီ level မှာထောက်လို့မရတော့ဘူးဘာလို့ဆိုတော့ကျွန်တော်တို့ကဒီမှာဆိုရင်ဒီ flow မှာရှိတဲ့ဒီ join ပြတ်သွားပြီဆိုတဲ့အတွက်ဒီ beam က transfer ကဒီ column ကလောက်ကဒီ beam ကို transfer မလာတော့ဘူး ဒီကနေပြီးတော့ဒီဥကောင်ထဲမှာပြတ်သွားတာဆိုတဲ့အတွက်ဒီလောက်ကနေပြီးတော့ဒီ beam ကို transfer လုပ်ဖို့မဖြစ်နိုင်တော့ဘူးမလွယ်တော့ဘူးအဲဆိုပို့ပြီးနာပါဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်ကဘာလုပ်ဖို့လဲဆိုတော့ဒီအပေါ်ထိပါထည့်ဖို့လိုနေမယ်เนาะအဲ့တော့ကျွန်တော်အသက် information ပေးတာပေါ့เนาะအဲ့တော့
ကျွန်တော်တို့ခုခါတိုင်းထောက်နေတယ်ဆိုတဲ့ဥစ္စာတွေကကြတော့အာဒီဘင်းရဲ့အောက်နာပြတ်တဲ့ကိစ္စတွေပေါ့နော်ဒီဘင်းရဲ့အောက်နာပြတ်တယ်ဆိုရင်တော့ကျွန်တော်တို့ကဒီအပေါ်ကကော်လန်လာရဲ့လောက်ကဒီဘင်းရဲ့ဆင် transfer လုပ်ပြီးတော့ဒီဘက်ကိုလာပြီးတော့အာညံကနေပြီးတော့ဒီဘက်ကို transfer လုပ်နိုင်တယ်ဒါပေမဲ့ဒီ join ပြတ်သွားတယ်ဆိုရင်တော့join ပြတ်တယ်ဆိုတာချို့ကြတော့အလဲလောက်ဖြစ်တဲ့အပေါ်လေးမရောက်ဘူးဆိုတော့ဟာမျိုးဆိုရင်လည်းမကောင်းဘူးလေဒီ join ပြတ်သွားတယ်ဆိုရင်တော့ဒီလောက်ကဒီကို transfer မလာတော့ဘူးကျွန်တော်အပေါ်ထပ်ဒီပါထောက်မှရအောင်လိမ့်မယ်နော်ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ပါပြီးတော့ဟုတ်ဆရာဟိုကျွန်တော်ဒီဟို staircase လေးပေါ့ဆရာ staircase လေးတွေမှာကျွန်တော်တို့ဆရာရေးထားတဲ့စာလေးကိုကျွန်တော်တို့ဒီငလျင်ပြီးတဲ့ချိန်လေးမှာပေါ့ဆရာဒီ staircase တွေနဲ့ပတ်သက်ပြီးတော့အများဆုံးဖြစ်တာတွေ့ရတဲ့အတွက်ပေါ့နော်staircase တွေကိုဒီ design ထဲမှာထည့်ပြီးတော့စဉ်းစားဖို့လိုမလားဆိုတဲ့ဟာမျိုးအဲ့လိုမျိုးလေးရေးထားတာလေးရယ်နောက်ထပ်အဲ့လိုမျိုးပေါ့ staircase တွေမှာကျွန်တော်တို့ဒီ damage ဖြစ်သွားတယ်ဆိုရင် slab ပဲဖြစ်တယ်ပေါ့ဆရာရဲ့ဒီကျွန်တော် legal dit တွေ legal zan တွေကအကုန်လုံးအကောင့်ပကတိအတိုင်းပဲရှိရယ်အဲ့လိုမျိုးခြေနေဆိုရင်ရောကျွန်တော်ဒီ slab ကိုပဲပြန်ပြီးတော့မှကျွန်တော်ဒီ concrete တွေကို hacking လုပ်ပြီးတော့ပြန်လည်ပြုပြင်လို့ရောတင်မတင်ပေါ့ဆရာအဲ့လေးလည်းသိချင်ပါတယ်ဆရာဟုတ်staircase design ကတော့ကျွန်တော်တင်ပြီးခဏကြာတော့ကျွန်တော်ပြန်ဖြုတ်ထားတယ်။ဘာလို့ဆိုတော့ခုချိန်တွေကကျွန်တော်တို့က design ကိစ္စဆွေးနွေးရမယ့်အချိန်မဟုတ်သလိုကျွန်တော်တို့ကရှော့ပြောနေဆိုရင်ကြတော့ engineer အချင်းချင်းဟိုပါပေါ့ဒါလောက်တာကင်တာမဟုတ်လို့ဘာညာဒါမျိုးတွေဖြစ်မှာဆိုရတဲ့အတွက်ကျွန်တော်တို့ကအဓိကဖြစ်တယ်ဒါတွေဖြစ်တယ်အဲဥစ္စာကိုဘာတွေပြုပြင်မလဲဆိုတဲ့ဥစ္စာကိုပဲအဓိကတွားလိုက်တာပေါ့လေအဲ့တော့မျိုးဒီရဲ့ behavior ဒီတိုင်းဝင်တွေလိုပါတယ်ဘာဖြစ်တယ်ဆိုတဲ့ဟာမျိုးတိတ်မပြောချင်တော့ဘူးပေါ့ဒီချိန်မှာကြတော့လေကျွန်တော်တို့ဖြစ်နေတဲ့အခြေအနေကိုဘယ်လိုနည်းနဲ့ကုဟုတ်ကဲ့ပါဆရာစားမယ်ဆိုတဲ့ဥစ္စာကိုပဲအဓိကတွားလိုက်တော့တာပေါ့နော်အဲ့တော့ကျန်တာနောက်တစ်ဆင့်ကြမှာပဲဟုတ်ကဲ့ဟိုတွားတော့မယ်သဘောပေါ့နော်အဲ့တော့အဓိကကတော့ဒီ stair တွေဟိုပျက်စီးတာကိုတော့ပြောချင်တယ်ဆိုရင်ဘာရှိလဲဆိုတော့ဒီလိုနေရာတွေမှာသူကလာပြီးတော့ဖြစ်တာမျိုးရှိရတယ်ဒီနားမှာလေခိုသွားတာလေဒါပြီးချို့ကြတော့နည်းနည်းဟုတ်ကဲ့ဆရာများပြီးတော့ဒီထဲထိရောက်သွားတာရှိတယ်အဲ့တော့ stay ဆိုတာကကြတော့သူက independent member တခုပဲသူကတော့ဒီလေကားလေးကဟိုဒီအောက်ကဘင်းရယ်ဒီဘက်ကဘင်းရယ်ဒီနှစ်ခုကိုသူက transfer လုပ်မှာပဲเนาะလောက်ကအဲ့တော့လောက်က ဟုတ် transfer လုပ်မှာအဲ့တော့ဒီလေကားရဲ့ဒီအဆောင် member လေးကကျွန်တော်ကမကောင်းတာဒီနားလေးပဲဖြစ်တယ်ဆိုရင်เนาะပြီးတော့လေကားကလည်းသူကသူ့ရဲ့ position မပြတ်ဘူးပေါ့ position မပြတ်ဘူးဆိုတာဒီနား horizontal ဟာလေးကလည်းဒီလိုမျိုးကြီးအောက်ကိုကျွံမသွားဘူးdeformation တွေကအဲ့လောက်ကြီးဘာမှမဖြစ်ဘူးလှေကအကျော်အနေနဲ့မှန်တယ်တည့်ရဲ့မှန်မာကလည်းအကုန်ကောင်းတယ်ဒီနားလေးပဲမကောင်းဘူးဆိုရင်တော့ကျွန်တော်ကဒီ supporting တွေကိုပုံမှန်တိုင်းပေးပြီးတော့ဒီဖြစ်တဲ့အပိုင်းကိုအပေါ်ကနေပြီးတော့ထိုးချလို့လည်းရတယ်ဗျာထိုးချပြီးတော့ဒီဟုတ်ကဲ့အပိုင်းလေးကိုပြန်ပြီးတော့ ground လုပ်လိုက်တယ်ဆိုရင်လည်းရတယ်အဲ့ဒါသူကတော့လွယ်ပါတယ်နော်အဓိကတော့ခုနဟုတ်ကဲ့များသောပြက်တဲ့ဟာတွေကလည်းဒီ rebar တွေကဟိုပေါ့ကော်လန်လိုမျိုးကောက်ကွေးသွားတာမျိုးလည်းတိတ်ပြီးတော့မတွေ့ရဘူးကာဘာတွေပြုတ်ထွက်ပြီးတော့တန်ချောင်းတွေပေါ်တယ်ဆိုတော့အဆင့်လောက်ပဲအောက်ကာဘာပြုတ်မယ်အပေါ်ကာဘာပါထိရင်ထိမယ်အဲ့တော့ဒိုးပေါက်ကြီးဖြစ်ချင်းဖြစ်သွားနိုင်တဲ့အနေအထားပေါ့နော်အဲ့တော့တကယ်လို့မကောင်းတဲ့ဟာတွေဖယ်မယ်ဆိုရင်အဲ့တော့သူကလွယ်တယ်အဲ့တော့ဒိုးပေါက်ဖြစ်သွားတဲ့ဟာဆိုအကုန်လုံးဖယ်ထုတ်ပလိုက်ပြီးရင်တခါပြန်ဖော်မော့ကပြန်လောင်းပေါ့နော်ဟုတ်ဟုတ်ကဲ့ပါဆရာအဲဆိုရင်တော့ကျွန်တော်တို့ဒီ stay ရဲ့အရင်အကျော်နင်းလဲမှန်မယ်တခြားမှန်မာကြီးလည်းအရင်မထီဘူးပေါ့နော်ကျွန်တော်ဒီအပေါ် fly ရော off fly ရောရဲ့ဟာလည်းသူကနဲ့ဟုတ်သူအဆင်ပြေမယ်ဆိုရင်ဒီ select မှာပဲ case ရှိရဆိုရင်တော့ဒါပြန်ပြင်လို့ဟိုဒီကျွန်တော်အရင်လိုပဲ restore ပြန်ဟုတ်တယ်ပြအောင်လုပ်လို့ရတယ်ပေါ့နော်ဆရာဟုတ်တယ်ဟောင်းဝက်အရင်ကျွန်တော်ဒီလေကားမစင်ခင်တော့ကာတဲ့ပုံစံတိုင်းပြန်ကာဟုတ်တယ်ပြီးဘေးတော်နေလည်းရိုက်ဆက်ကြည့်ရိုက်ပေါ့ဆရာအဲ့လိုမျိုးနဲ့ကျွန်တော်တို့ဒါပြန်လောင်းလို့ရတယ်လို့ယူဆလို့ရတယ်ပေါ့ဆရာဟုတ်ဟုတ်ဟုတ်ပါတယ်ဟုတ်ပါတယ်ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ပါဆရာအခုလိုဖြေကြားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ဆရာဟုတ်ကဲ့ကဲ့ပါဟုတ်ဟုတ်ကဲ့ပါဆရာဟောကိုအောင်ထွတ်ပိုင်ပြီးလို့ရပါတယ်ဟိုဟာကြားပြီနဲ့နော်အော်ကြားရတယ်ဗျဟုတ်ဇာ sharing လောက်တာတွေအကုန်လုံးတော့ဇာစေတနာတော့ကျေးဇူးတင်ပါတယ်ဆရာကဲပါဟုတ်ကျွန်တော်မေးခွန်းကသူများမေးထားတဲ့ဥစ္စာနဲ့ repeat ပြန်ဖြစ်သွားမလားကိုကျော်မျိုးလိုက်လို့ကိုမဆုဟုတ်မြတ်မလို့ပေါ့လေဟုတ်ကဲ့ကျွန်တော်ကဒီလိုလေကျွန်တော်ကဒီ plastic hit ဖြစ်သွားတဲ့နေရာပေါ့နော်ဒီ beam column joint နေရာမှာတကယ်လို့ခုနကပြောသလိုဆွေးဖြစ်သွားတယ်ဒါမှမဟုတ် limit ထက်မှာတော့ရှိတယ်ဒါမှမဟုတ် rebar ကဟိုဟို buckling ဖြစ်သွားတယ်လို့ပြောရမလားကိုယ်သွားပါတဲ့ဟုတ်ကဲ့ဟုတ်ဥစ္စာမျိုးကိုကျွန်တော်တို့ကပြန်ပြီးတော့ restore လုပ်ရင်တန်ချောင်းကို
ဖြတ်ပြီးတော့river planting လို့ခေါ်မလားဗျာဟုတ်အဲ့လိုကဲ့မျိုးလောက်တာရောဆရာရှိမလားဆရာအဲ့လိုကြရင်ကြတော့အပေါ် joint မှာကြတော့ကျွန်တော်တို့အောက်ကိုကတော့ကျွန်တော်တို့ဒါလက်ပင်ရတဲ့အထိဖြတ်လိုက်မှာပေါ့နော်ဟုတ်ကဲ့ကြတော့ river planting ကိုတနည်းနည်းနဲ့လုပ်လို့ရမလားဆရာအဲ့ဒါလေးဒီလေးရှင်းပြပါဦးတော့ပါလေ river ကလည်း plan လုပ်လို့ရတဲ့အနေအထားရှိရဆိုရင် plan လုပ်လို့ရတယ်နော်အဲ့တော့အချို့ပြင်တဲ့ခါကျရတယ် river plan ကိုလည်းတွဲသုံးရင်လည်းသုံးလို့ရတယ်ဒါပေမဲ့တခုရှိရာက river plan လုပ်တယ်ဆိုရင်ဘလို့ပစ္စည်းမျိုးကိုသုံးပဲသူကတေချာတာကတော့သူ့ရဲ့ bonding ကအာ river ရီးရောက်လောက်အောင်ဒီ bond ပေးတဲ့ material မရှိသေးဘူးခုထိနော်ဥပမာဟေတီတို့ဘာလို့ဆိုရင်လည်းကျွန်တော်တို့ကသူကပေးတယ်ဆိုပေမဲ့လည်းသူကဥပမာဆိုပါတော့ကိုယ့်ရဲ့ river ရဲ့ F1 က9000 6000ဖြစ်တယ်ဆိုရင်လည်း9000 6000တိရောက်အောင်ဆွဲရင်သူကပြုတ်သွားမှာပဲသူထိုက်တဲ့လောက်ပဲပေးနိုင်တယ်ဥပမာ3ပုံတစ်ပုံလောက်ရမလားတစ်ဝက်လောက်ရမလားပေါ့နော်သူရဲ့ spec တွေတော့ရှိတယ်ဒါပေမဲ့တေချာတာကတော့river မပြုတ်အောင်လို့bond ပေးနိုင်တဲ့ကတော့မရှိဘူးဆိုတော့အဲ့အလေးတော့တစ်ချက်တော့ဟိုဖြစ်တာပေါ့နော်နောက်ပြီးတော့အဲ့ဒါတော့အတိမ်နဲ့ကိုတော့ပြန်ပြီးတော့စဉ်းစားရတာပေါ့နော်ဒါပေမဲ့ तू ကပေါ့လေအခြားနည်းနဲ့ तू ပြန်ပြီးတော့ထေအောင်လို့ပြုအောင်လို့တော့စဉ်းစားရတာပေါ့အဲ့ဒါမို့ကျွန်တော်တို့က100% မကောင်းရင်တော့ဘယ်လောက်ရအောင်လို့စူးစမ်းယူမယ်ဆိုတဲ့ဥစ္စာကိုတွားရတာပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟုတ်ကဲ့ဆရာကျေးဇူးတင်ပါတယ်ဆရာဟုတ်ကဲ့ပါဟုတ်မဟတ်စုမေးလို့ရပါတယ်ဟုတ်မင်္ဂလာပါဆရာကြားလားရှင်ဟုတ်ကြားပါတယ်မင်္ဂလာပါဟုတ်ကဲ့ဆရာအခုလေဆရာခုနပြောရဲပေါ့နော် restoring step အခုတချို့အိမ်ရှင်တွေကကြတော့ပေါ့နော် budget အခြေအနေရ restore step မှာပဲရက်ထားလိုက်တယ် training ဆက်မလုပ်ဘူးဆိုရင်ကြတော့ဆရာအဲ့ဒါကြတော့ရောဘယ်လိုမျိုးသူတို့အကြံပေးရမလဲဆရာကျွန်တော်ခုနရှေ့ကပြောခဲ့လို့ပဲဒီ restore ကမဖြစ်မနေလုပ်ရမယ်ဒါပေမဲ့ strategy ကတော့မဖြစ်မနေလုပ်ရမယ့်ထဲမှာတော့မပါဘူးနော်ဒါပေမဲ့ခုနလိုမျိုး restore လုပ်တယ်ဆိုတဲ့အခြေအနေမှာသူကထိခိုက်မှုကခုနချိုးပေးသလိုပေါ့ထိခိုက်မှုကရှိသွားပြီငါတို့က100%ရအောင်မလုပ်နိုင်ဘူးဆိုတဲ့အခြေအနေမျိုးမှာဆိုရင်တော့သူ့ကိုတော့ခမရဥစ္စာကကျွန်တော်ကအရင်လိုကောင်းအောင်လုပ်နိုင်တာမဟုတ်ဘူးထိခိုက်မှုတော့ရှိတယ်အဲ့တော့အဲ့ဒါတော့လုပ်တင်တယ်ဆိုတဲ့ဥစ္စာမျိုးကိုပြောရတယ်နောက်တစ်ခုကကျွန်တော်က restore လို့ပြောပေးမယ်တခုရှိတာကဟိုပေါ့လေဘာကြောင့်ထိခိုက်သွားတာလဲဆိုတဲ့ဥစ္စာလေးနဲ့strategy ကိုတချို့အပြည့်စုံမဟုတ်တာမှတချို့အပိုင်းလေးကိုကျွန်တော်ကစဉ်းစားလို့ရတဲ့ပေါ့လုပ်လို့ရတဲ့ဟာလေးတွေရှိတာပေါ့နော်ဥပမာဟိုပေါ့လေကိုကအုတ်ဒီစီလိုက်တို့ short column effect ဝင်သွားတယ်ဆိုတဲ့အခါမျိုးပေါ့နော်ဆိုတော့အဲ့အမျိုးကြရည်ဒီ short column effect ဝင်ရလို့ဒီ opening လေးကိုငါအနေနဲ့ပြန်ပြီးတော့ကြေးလိုက်မယ်ဆိုတဲ့ဥစ္စာမျိုးတွေပေါ့ဒါမျိုးတွေနဲ့တော့သူrestore မှာပို့ပြီးတော့ကောင်းအောင်လုပ်လို့ရတယ်ပေါ့နော်အဲကြောင့်မို့ကျွန်တော်ကဒီ crack တွေဖြစ်တယ်ဒီ concrete တွေdamage ဖြစ်သွားတယ်ဆိုရင်ဘာကြောင့်ဖြစ်တယ်ဆိုတဲ့ဥစ္စာကိုတစ်ခုချင်းစီကိုမှတ်တမ်းတင်ထားပြီးတော့သုံးသပ်ဖို့တော့လိုတယ်ပေါ့နော်ဆိုတော့တကယ်ကိုသူ့ရဲ့သုံးထားတဲ့structure ရဲ့အားနည်းလို့ဖြစ်တာသူ့ကိုဘယ်နည်းနဲ့မှဘာမှလုပ်လို့မရဘူးဆိုရင်တော့သူဒီတိုင်းပဲရှိမှာပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်ပြောလို့ပေါ့သူ့ရဲ့အခြား effect တွေကြောင့်မို့ A favor ရဲ့ effect တွေကြောင့်ဖြစ်တယ်ဆိုရင်တော့ဒီ A favor ရဲ့ effect တွေကိုငါတို့ဘယ်လိုနည်းနဲ့သူ့ကိုကာကွယ်ပြီးတော့လုပ်လို့ရနိုင်မယ်ဆိုတဲ့ဥစ္စာကြတော့ဒီ design မသွားဘဲနဲ့လည်းသူ့ကိုပိုကောင်းအောင်လုပ်လို့ရတဲ့အနေအထားရှိတယ်နော်အဲ့တော့နောက်ပြီးတော့ကြတော့ခုနထိခိုက်မှုအရန်ပြင်းထန်တဲ့ဟာတွေပေါ့နော်အဲ့တော့တိုင်လေး2တိုင်3တိုင်လောက်ပြည့်တဲ့ဟာမျိုးတွေကတော့အချို့တိတ်အရန်ကြီးကြီးမားမားတိုင်လုံးကြီးများရဲဆိုပေမဲ့လည်း damage မများတဲ့လူကတော့သူကပုံမှန် restore လုပ်တာနဲ့သူအစာအုပ်ကငကိုတိုင်းပြန်ကောင်းသွားရင်ငကိုတိုင်းပြန်ကောင်းနေဆိုရင်ပြောရနော်ကျွန်တော်က7.7 ငလင်မှာတော့ तू ဘာမှမဖြစ်ခဲ့ဘူး तू ကငကိုချီနေလက်ပြန်ရောက်သွားပြီဆိုရင်တော်တန်ငလင်လောက်ကတော့ तू ကတိတ်တော့ပြဿနာမရှိတဲ့အနေအထားမှာပါတယ်ပေါ့နော်ဒါမှမဟုတ်ထိခိုက်မှုတွေရှိသွားပြီဆိုတဲ့ဟာထိခိုက်မှုလည်းကြီးကြီးမားမားဖြစ်တယ်ဆိုတဲ့ဥစ္စာတွေကတော့ကျွန်တော်ကပြန်ပြင်လိုက်တယ်ဆိုပေမဲ့လည်းကျွန်တော်ခုနပြောပြလို့ပေါ့80% လောက်ပဲရတယ်70% လောက်ပဲရတယ်ဆိုတဲ့ဟာမျိုးဆိုရင်တော့သူ့ကိုတော့
ဒီဟိုပါပေါ့နောက်တစ်ဆင့်ကိုဆက်ကူဖို့အတွက်ကျွန်တော်တို့ကတော့ဟိုပေါ့သူ့ကိုနားလေအောင်ရှင်းပြပြီးတော့ဟာဟိုတိုက်တွန်းတင်တယ်ပေါ့နော်ဟုတ်ကဲ့ပါဆရာဟုတ်အများစုကသူတို့ကလေ budget အခြေအနေရ restore အခြေအနေဒါလောက်နဲ့ပေါ့ချိန်တာမျိုးများနေကြတော့လေအဲဟုတ်ကဲ့ဆရာအဲ့တခုကျွန်တော်ထပ်ပြီးတော့နည်းနည်းလေးထပ်ပြီးတော့ပြောရရင်เนาะကျွန်တော်က stranded လုပ်တယ်ပေါ့အဲ့တော့ stranded လုပ်တယ်ဆိုတဲ့အခါထားပါတော့ retrofitting လုပ်တယ်လို့ပဲကျွန်တော်တို့သုံးလိုက်မယ်ဆိုရင်ဒီ retrofitting မှာစဉ်းစားတရားနှစ်ချက်ရှိတယ်တစ်ချက်ကကိုယ့်ရဲ့ structure ကို stranded လုပ်မလားနောက်တစ်ခုကသူ့စီလာတဲ့ load တွေကို short မလားဆိုတဲ့ဥစ္စာလည်းစဉ်းစားတရားပဲเนาะဆိုတော့ဟုတ်ဆရာအဲ့မှာသူ့ရဲ့မလိုလားအပ်တဲ့အပေါ်မှာထပ်ပြီးသူချဲ့ထားတယ်လို့ဆိုရင်ရှိတဲ့ဟာတွေအကုန်လုံးကိုဖယ်ရှားတာမျိုးလုပ်တာမျိုးတွေပေါ့နော်အချို့ကကြတော့ပြောရင်အစာအုပ်ထိတယ်ဆိုတာကသူ့ရဲ့အစာအုပ်ကကောင်းမွန်တဲ့အစာအုပ်တွေလည်းပါတယ်ဒါပေမဲ့သူတို့ကဟိုနားမလဲတော့သူစီးပွားရေးလုပ်တဲ့ခါကျတော့သူ့ရဲ့ပစ္စည်းရတွေ weight တွေကအရမ်းများနေတာမျိုးတွေပေါ့နော်အဲ့တော့အထည်လေးရောင်းတဲ့လူကအထည်လေးပစ္စည်းတွေသူကထားတယ်အခြားကုန်ပစ္စည်းရောင်းတဲ့လူကသူ့ရဲ့အခြားဟာတွေကိုသူကကိုရောင်းလို့သဘောထားတာလူတာနေတာပစ္စည်းတွေအပြည့်ထားတဲ့ဟာတွေရှိရဲအဲ့ဒါကြောင့်ထိခိုက်တယ်ဆိုရင်သူတို့နားလေအောင်ပြောပြီးတော့ဒါမျိုးရှောင်ကျဉ်လိုက်တယ်ဆိုရင်လည်းသူကခုနကလိုကျွန်တော်ကဒီ strand ကိုတက်တာမဟုတ်ပဲねဒီ loading ကို short တယ်ဆိုရင်လည်းဒါကောင်းသွားတာပဲเนาะဟုတ်ကဲ့ပါဆရာဟုတ်ကျေးဇူးပါဆရာဟုတ်ဟုတ်ကဲ့ပါဟုတ်မမေ့စင်ဖြူနိုင်ပြောလို့ရပါတယ်ဟုတ်ကဲ့ဆရာဟုတ်ကဲ့ပြောလို့ရပါတယ်ဟုတ်ဟုတ်ဆရာကလေးတစ်ခုလောက်မေးချင်တာကလေသုံးထပ်အဆောက်အဦမှာပေါ့နော်သူက cantilever slab တော့ထုတ်ထားတယ်ဒါပေမဲ့အဲ့ slab ကlaunch အနေနဲ့တပေခွဲလောက်ပဲရှိရပေါ့ဆရာအဲ့ဒါကိုသူက beam တွေcantilever beam တွေ secondary beam တွေဘာမှမပါဘဲနဲ့အဲ့ပေါ်မှာသူက wall weight တင်ထားတယ်ပေါ့ဆရာအပေါ်ထက်နှစ်ထပ်စာလေတင်ထားတော့အဲ့ဒီ cantilever slab ရဲ့ top surface မှာသူက crack တွေဖြစ်လာတယ်ပေါ့ဆရာအဲ့လို beam မျိုးအဲ့လို slab မျိုးဆိုရင်ကြတော့ဟို restore နဲ့ strengthen ကဘယ်လိုမျိုးလေးလုပ်တင်လဲဆိုအကြံလေးရချင်တာပါဆရာအဲ့ဒီဘေးကုန်းကတော့နည်းနည်းဖြေရရင်နှစ်ချက်ပေါ့နံပါတ်1ချက်က slab ရဲ့ strength ခန္ဓာရည်ကမကောင်းလို့ပဲဖြစ်တာလားပေါ့နော်အဲ့တော့ခုနပြောတာကတော့ဒီ slab ရဲ့ဖျားတွေသူကပြောတာဆိုတော့အဲသူ့ရဲ့ deformation လည်းမဖြစ်ဘူး crack ကလည်းသူ့ရဲ့ဒီshear တွေ moment တွေများတဲ့အရင်းမှလည်းတိတ်မဖြစ်ဘူးဆိုရင်သူအခြား effect ကြောင့်ဖြစ်တာလားပေါ့နော်အခြား effect ဆိုတဲ့ဥစ္စာကတော့ဒီအိုယိုးတွေရဲ့ရိုက်ခတ်မှုကြောင့်ဖြစ်တာလားပေါ့နော်အဲ့တော့အဲ့ဒါဆိုရင် तू ကအရင်တော့စီထားခဲ့တဲ့ဥစ္စာကဒီ standard နဲ့ကိုက်ညီမှုရှိလားမရှိဘူးလားဆိုတဲ့ဥစ္စာပေါ့နော် standard ဆိုတဲ့ဥစ္စာကအိုယိုးတွေကစီရဲဆိုတဲ့အခါကျတော့ဘယ်နှစ်ပေကြားလောက်မှာ stiffener column ထဲတင်တယ်နော် stiffener beam နေနဲ့ချုပ်တင်တယ်ဆိုတဲ့ဥစ္စာတွေရှိတာပေါ့နော်အဲ့လိုမျိုးသူ့ကိုတွဲပြီးတော့ချုပ်မထားလို့ပဲသူ့ရဲ့နောက်ပြီးတော့ဒီအိုယူကဒီအပေါ်နဲ့ဟသွားမယ်အောက်နဲ့ဟွာဖြစ်သွားမယ်ဆိုတဲ့ဟာမျိုးဖြစ်တာလားတော့ကျွန်တော်လည်းမပြောတတ်ဘူးပေါ့နော်အဲ့တစ်ချက်လည်းစဉ်းစားတာရှိရဲနောက်တစ်ခုကကြတော့ဟိုဘာပဲပြော strand လုပ်ပဲဆိုရင်လည်းသူကထိရဲဆိုမှတော့ဒီဇိုင်းပြန်ပြီးတော့စဉ်းစားရတော့ပို့ပြီးတော့အကောင်းဆုံးဖြစ်မယ်ထင်ပါတယ်နော်အဲ့တော့ strand လုပ်ဖို့အတွက်ဟိုစဉ်းစားကြည့်ပြီးတော့ခုနလိုမျိုးလုံလောက်မှုရှိတယ်မရှိဘူးပေါ့နော်အဲ့တော့ effect ကဘာကြောင့်ဖြစ်တယ်ဆိုတဲ့ဥစ္စာကိုသိရင်တော့ပို့ပြီးတော့ပြုပြင်ပြောင်းလဲဖို့အတွက်လွယ်ပဲထင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာဟုတ်ကဲ့ပါကိုညချမ်းဆိုးလေပြောလို့ရပါတယ်ဟယ်လိုဟုတ်ကဲ့ဟုတ်ရပါတယ်ဟုတ်ကဲ့ကြားလာပြီဗျဟုတ်ကဲ့ကြားပါတယ်ဟုတ်ကျွန်တော်ဟုတ်ဆရာကျွန်တော်တို့ဒီ column တွေကို restore လုပ်တဲ့အဆင့်မှာလေကျွန်တော်တို့တိုင်ကွန်းတွေထပ်တိုးဖို့လိုလာတဲ့အခြေအနေပေါ့ဆရာအဲ့ဒီအခြေအနေမှာဒီမိခွန်းနံပါတ်1ကတိုင်ကွန်းတွေကိုဒီ installation လုပ်မယ်ဆိုရင်ဘယ်လိုပုံစံမျိုးနဲ့လုပ်လဲမိခွန်းနံပါတ်2ကတကယ်လို့ wiring ဆက်ပြီးတော့ installation လုပ်တဲ့နည်းလမ်းနဲ့လုပ်မယ်ဆိုရင်ဒီ wiring ဆက်တဲ့နေရာကိုအဲရေရှည်မှာတန်ကြီးမတက်အောင်လို့ပေါ့နော်ဘယ်လိုကုတ်ဒီမျိုးတုတ်တင်လဲပေါ့ဆရာအဲ့ဒါလေးမိခွန်းနှစ်ခုမိတာပါဆရာဒီကိစ္စကတော့နည်းနည်းတော့ဖြေရတာတော့နည်းနည်းကြက်တယ်ဘာလို့ဖြေရကြက်တာလဲဆိုတော့တကယ်တမ်းကသူကrebar ရဲ့အရည်အသွေးကကောင်းတယ်ဆိုရင်ချို့ standard တွေမှာဆိုရင်တော့ASTM ဘလောက်ရဲ့ standard ဆိုရင်တော့ဒီကwhatever ဖြစ်တယ်ဆိုတဲ့အားမျိုးတွေပေါ့เนาะကျွန်တော်တို့စီမှာတော့တည့်ရတိုင်းပဲသူဝင်လာတဲ့ဟာပေါ်မူတည်ပြီးတော့ကျွန်တော်တို့ကတော့အတိအကျတော့ပြောလို့မရဘူးဒါ whatever ဖြစ်လားမဖြစ်ဘူးလားဆိုတဲ့ဥစ္စာပေါ့เนาะနောက်တစ်ခုကကြတော့
တိုင်းကွင်းတွေထပ်တိုးတဲ့ဟာကအဲ့ဒါကတော့ကျွန်တော်ကသဘောတရားကတော့ဟိုလေကျွန်တော်တို့ခါတိုင်းလို့ပဲတူပါတယ်ဥပမာ bean column join တို့ဘာတို့မှာကြတော့သူတို့ကမထည့်ခဲ့ပဲနဲ့နောက်မှထည့်ရတယ်ဆိုတဲ့ဟာမျိုးတွေနဲ့သဘောတရားတော့နည်းနည်းလေးတော့တူပါတယ်เนาะဆိုတော့ဥပမာဒီတိုင်းကွင်းတွေထည့်မယ်ဆိုတဲ့အခါကျွန်တော်က main bar တွေကရှိထားပြီးသားပေါ့เนาะရှိထားပြီးသားဆိုတဲ့အခါကျတော့ဒီရှိထားပြီးသား main bar တွေမှာထည့်ရတာဆိုတဲ့အခါကျတော့ဟိုဘယ်လိုလုပ်လို့ရလဲဆိုတော့သူကဒီလိုမျိုးပေါ့အာဒါတော့လုံးတဲ့ကင်တဲ့သူပေါ်မူတည်တယ်ပေါ့နော်ဥပမာကျွန်တော်တို့ပထမဒီလိုဒီလိုပုံစံမျိုးသူတို့ချိုးကြီးလိုက်ပေါ့နော်ကြီးလိုက်အဲ့ဒီစင်ဒီလိုခက်ရှိသွားလိုက်ပေါ့နော်ပြီးတော့မှသူ့ကိုဒီမှာကျွန်တော်ကချိုးပြစ်မှာပေါ့နော်ဒီဘက်ဒီလိုကွေးပြစ်နော်ကွေးပြစ်လိုက်ပြီးတော့ဟိုဟာဒီဒီဥစ္စာကိုဒီဒီဘက်ကိုကွေးလို့ရမလားပေါ့နော်135လေးကွေးလို့ရမလားပေါ့တော့ကွေးလို့ရတယ်ဆိုရင်လည်းဟိုပါပေါ့လေကွေးပေါ့နော်တကယ်လို့ကွေးလို့မရဘူးဆိုရင်တော့လည်းသူ့ကိုပုံမှန်ထက်ပို့ပြီးတော့လက်ပေးလမ်းပေးတာမျိုးပေါ့ဥပမာကွေးလို့ရတယ်ဆိုရင်တော့ဒီတိုင်းလေးပဲဒါကွေးလိုက်ပြီးတော့ဒီဘက်ကဟာဆိုလည်းဒီလိုမျိုးကွေးတာမျိုးပေါ့နော်တကယ်လို့ကွေးလို့မရဘူးဆိုရင်တော့တို့ယူပုံစံဆွတ်လိုက်ပြီးတော့သူ့ကိုဒီဘက်တဲကိုဒီလိုမျိုးဆွဲထည့်လိုက်ပါပေါ့နော်ဆွဲထည့်လိုက်ပါပြီးဒီဘက်ကဟာကြလဲဒီဘက်ဒီရှည်ထားပြီးသားလေရှည်ထားပြီးသားဥစ္စာကိုကြတော့ကျွန်တော်ဒီဘက်တဲကိုဒီလိုမျိုးဆွဲထည့်လိုက်ပေါ့နော်လက်ပီလန်းကတော့ဒီလန်းပေါ့နော်ဒီလန်းကတော့ပုံမှန်သုံးလက်မရှိတဲ့နေရာမှာဒီလိုမျိုးအရှိလက်ကြီးထားခြင်းလဲထားလိုက်ပေါ့နော်ဟိုပို့ပြီးတော့ကောင်းအောင်လုပ်ထားတဲ့ဟာမျိုးပေါ့နော်နောက်ပြီးတော့ကြတော့ဒီဂျားဥစ္စာတွေပေါ့နော်ဂျားကွင်းဂျားဟာဆိုရင်ကျွန်တော်ကဒီ135 degree ကွေးထားမယ်ဒီလိုအဖြောင်းဟာပေါ့နော်အဲ့ဒါသူ့ကိုဒီလိုမျိုး135ဟာနဲ့အဖြောင်းလာနဲ့ဒီလိုထားလိုက်မယ်ပြီးကြတော့မှဒီ90ဘက်ကိုပြီးတော့ဒီဘက်ကိုကွေးယူလိုက်မှာပေါ့နော်အပေါ်ကကြတော့တလဲစီပေါ့နော်နောက်ကကြတော့တလဲစီဒီလိုမျိုးဟိုပေါ့ပြန်ပြီးတော့ယူလို့ရတယ်ပေါ့နော်အဲ့လိုနည်းနဲ့ထည့်တာပေါ့ဟုတ်ဟုတ်ကဲ့ပါဆရာကျေးဇူးတင်ပါတယ်ဗျာ